ကျမ်းမာတော်မူကြပါသားရှင်။ဖွင့်တင်2025ဇွန်လ29ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကိုတင်ဆက်ပေးပါတော့မယ်။ကျမတို့မြတ်သူကိုပါ။ကမ်ဘလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တွေမိုးတုံနေအားကောင်းနေပါတယ်။ဒီနေ့ညနေထိမိုးလေဝသခန့်မှန်းချက်အနေနဲ့ကတော့မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ရန်ကုန်ဒေသကြီးအောက်ပိုင်းတို့တွေနေရာကျဲကျဲ၊စကိုင်းဒေသကြီးအထက်ပိုင်း၊ကယားပြည်နယ်ချင်းပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းတို့တွင်နေရာစိစိမ့်နဲ့ကျန်တိုင်းဒေသကြီးနေပြည်နယ်တို့တွင်နေရာနယ်ပြောင်းမိုးထချုံရွာပြီးနေပြီးတော့ပဲခူးတိုင်းဒေသကြီးတင်းသာရီတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်တို့တွင်နေရာကွက်ရမိုးကြီးနိုင်ကရွာရန်တို့ပင်ဖြစ်ပါတယ်မြမပင်လယ်ပြင်မှာမြမကမ်းရန်တခြားနဲ့ကမ်းလွန်ပင်လယ်ပြင်တို့တွင်တခါတည်းရဲ့မိုးသက်တွေများကျရောက်ပြီးလှိုင်းကြီးနိုင်ကလှိုင်းမြင့်မှာတော့17ပေမှ73ပေခန့်ရှိနိုင်ပါတယ်။နှစ်ဖြန်တွဲမိုးလေဝသခန့်မှန်းချက်အနေနဲ့ကတော့ပဲခူးတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင်မိုးပိုလာနိုင်ပါတယ်ရှင်။